ဒီနေ့ကတော့ကျွန်တော်အလုံးမရှိပါဘူးမနေ့ကတော့ကျွန်တော်အဖေနဲ့ဝင်းနေရနေခတ်တယ်ပေါ့ဒီခြံစည်းရိုးတွေဆွေးနေတဲ့ဝါးတွေလဲပြီးတယ်ဒီနေ့တော့ကျွန်တော်အလုံးမရှိဘူးအလုံးမရှိဘူးဆိုတော့ကျွန်တော်ကမနေ့ထမင်းစားပြီးတော့ခြံထဲလာဒီခြံထဲရောက်လာရင်တော့ကျွန်တော်ပြည်ဦးလွင်လည်းတတိမရပါဘူးမေ့တော့ပို့ရပုံရစရတော့အရင်တစ်ပတ်ကတော့2000ခွဲနီးတက်လာတယ်ဒါမဲ့လူတွေကသူ့ဖူးပတ်မို့ပဲနဲ့ဖူးတဲ့ဒီရပြန်ပြုတ်ကြသွားတယ်ကျွန်တော်တို့ဒီတချံကတော့2000ခွဲနီးဈေးရတယ်ပေါ့နောက်ဒီတချံအပတ်စီလို့ခူးတော့ကြတော့ဈေးက1000ခွဲလားမသိရတာအခုကတော့2000နီးဖြစ်နေပါပြီ2000နဲ့2000ဈေးပါဒါမနေ့ကဆေးဖြန့်ထားတာပါမိုးတွေကဒီမှာလဲအုပ်တယ်ပေါ့ညဆိုရင်မိုးအုပ်တယ်ကျွန်တော်ဒီထားကြည့်နေတယ်ဒီမှာအေးတော့အေးတယ်ဒါမဲ့နှင်းမကြတော့ဘာလို့ဆိုညဦးဒီတိမ်တွေကအုပ်နေတာနေ့ဆိုရင်တော့ပွင့်လာပြီသူကပြောင်းပြန်ဖြစ်နှင်းမကြရင်တော့ပိုးကဘဲခင်းနေပါလေဆိုတာပိုးကြအလုံးမရှိဘူးဆိုတော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့မနေ့ကထင်းနေဘူးကျွန်တော်ကစီးပြီးအိမ်တဲမယ်ပေါ့နော်ဝလုံးအဟောင်းနေပေါ့ဒါဒီနှစ်မှစိုက်ထားတဲ့ပင်လေးတွေပါမိုးတွန်းတော့စိုက်တာဆိုတော့